အားလုံးပဲမြင်ကြပါရှင်။ကြာပြီးသားသမီးချင်းများအတွက်9လပိုင်း25ရက်နေ့31ရက်နေ့အထိတပတ်စာ hostel ကိုဟောပြီးမှဖြစ်ပါတယ်။ကြာပြီးသားသမီးချင်းများဒီကာလမှာမိတို့အတွက်စိတ်ပျော်ရှင်စရာအကြောင်းအရာလေးတွေရရှိပိုင်ဆိုင်ရမယ့်ကာလလို့ပြောလို့ရတယ်။အထင်မြင်လွဲနေရာကြီးပြန်လဲတိဆောက်ဖြစ်တဲ့တိဆောက်ရရှိတဲ့အစ်စ်တင်နဲ့ပြန်လဲစတင်ခြင်းမှာကောင်းမွန်တဲ့ကာလလို့ပြောလို့ရတယ်။လုပ်ငန်းဆိုင်ရာမှာကိုရွယ်ထားတဲ့လိုမျိုးဖြစ်ထွန်းအောင်မြင်လာတာမျိုးကြီးကြုံတွေ့ရတဲ့ကိုရွယ်ထားတဲ့အတိုင်းဖြစ်ထွန်းမှုရှိတယ်။ဒါပေမဲ့တခုရှိတာမိမိကိုယ်တိုင်မိမိစိတ်ကိုမိမိပျော်ရွှင်မှုအားနည်းနေတဲ့အဲ့ဒါကတကြောင်ဒါပေမဲ့အောင်မြင်မှုတွေနဲ့ဖြစ်တန်းရင်ဆိုင်ရတဲ့ကာလမျိုးငွေကြေးပိုင်းဆိုင်ရာမှာဆိုလဲပို့စရာမရှိဘူး။ငွေကြေးနဲ့ပတ်သက်အဖက်ဖက်ကနေရရှိတာငွေကြေးအကူအညီထောက်ပံ့နေရရှိတာကိုစိုးဝေချင်တာနဲ့ငွေကြေးပြန်လဲရရှိတာမျိုးတွေနဲ့ရရှိတဲ့ကာလငွေကအားလည်းကောင်းတယ်လုံငမဲဆိုင်ရာမှာအောင်မြင်မှုလည်းရရှိတဲ့အချိန်ခါမျိုးပဲဒါပေမဲ့တခုရှိတာအခြေနဲ့ပတ်သက်ပြီးတော့အဆုံးစွန်ပြီးဖြစ်တတ်တယ်အဲ့တော့အစမပြေသေးတဲ့သူတွေပြတ်သွားတတ်တယ်ဒါပေမဲ့ပြန်လဲပြီးအစဉ်ပြေဖို့တည်ဆောက်နေတဲ့သူတွေချစ်ခင်မှုနဲ့သူတည်မြဲသွားတတ်တယ်အဲ့တော့အစွန်းတစ်ဖက်မှာရှိတဲ့ကာလလို့ပြောရလိမ့်မယ်ဒီကာလမှာနည်းနည်းလေးအခြေနဲ့ပတ်သက်ပြီးတော့နည်းနည်းအထိကိုက်မခံတတ်ဘူးဆက်ထိနားတတ်တယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာရှိရပေါ့နော်ဒီကာလမှာအထင်မြင်လွဲမှုဆိုတာလေရုပ်တရက်လေးတွေကြုံလာတတ်တယ်ကိုတိုင်းစိတ်ကုန်သွားတာဦးမလဲခြင်းကဲ့သို့ဖြစ်သွားတာမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့အနာဟောင်းတွေပေါ်တတ်တယ်အဲ့လိုအနေထားမျိုးမှာရှိတယ်ပေါ့နောက်တစ်ခုကကြတော့အချစ်တွေ့တတ်တယ်အဲ့ဒါလက်ရှိမှာအခြေနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဒီကာလမှာပြန်လဲတင်းမြက်ပြေလဲသွားခြင်းဆိုတာမျိုးဖြစ်တတ်တယ်တော့ဒီကာလမှာအိမ်တော်ကြီးကံအကောင်းနဲ့အခြေနဲ့ပတ်သက်ပြီးတော့အနည်းငယ်ညံ့ပါတယ်ဘာလို့ဆိုအခြေကပြောင်းလဲလွယ်တဲ့အနေအထားမျိုးမှာရှိနေတဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲခြင်းစိတ်ပင်ပန်းခြင်းဆိုတာမျိုးတွေဖြစ်တဲ့ကာလမျိုးရှိတယ်အဓိကတော့ကိုယ်တိုင်းကိုယ့်ရဲ့အောင်မြင်မှုတွေကိုမခံစားမိတတ်ဘူးအဓိကကိုယ့်ရဲ့လွတ်လပ်မှုတွေကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုကိုယ်တိုင်ထိန်းချုပ်နေတတ်တယ်အဲ့ဒီဥစ္စာကကိုယ့်ရဲ့အားနည်းချက်လို့ဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ဒီကာလမှာစိတ်လို့ကိုယ်လို့ပျော်ရွှင်လို့ရတဲ့ကာလပါပဲအဲ့လိုမျိုးပြီးတော့နောက်တစ်ခုကကြတော့ဒီကာလမှာခွေးကြိုက်တာအနီးနားမှာခွေးကြိုက်ခံရတဲ့တင်ကြားတာမျိုးတွေကြုံရတတ်တယ်အဲ့လိုမျိုးကြုံခဲ့လို့ရှိရင်စေဘိုးဝါကကူညီထောက်ပံ့လေးပေးလိုက်ပါအဲ့ဒါငွေကံအားနဲ့အထောက်ပံ့ကောင်းရရှိစေနိုင်တယ်ညနေရတော့အတိတ်ကမွန်းချက်မှုတွေကိုပြပြအောင်လို့ကျွန်မအခုပြောတဲ့ရေရာကိုလုပ်ပေးပါပေါ့နော်အဲ့တော့ခရီးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးလည်းကြုံလာတတ်တယ်ခရီးထွက်ဖြစ်တတ်တယ်အဲ့တော့ကောင်းမွန်တဲ့ခရီးမျိုးဖြစ်တတ်တယ်အဓိကကတော့တွေ့ဝေခြင်းနဲ့ငိမ့်မိုင်ခြင်းတွေကိုမထားဘဲနဲ့လွတ်လပ်ပေါ့ပါနေတာဖြစ်တန်းသွားလာပါအဲ့ဒါမိရဲ့စိတ်ပျော်ရွှင်မှုကိုရရှိလိမ့်မယ်ပေါ့နော်အဲ့တော့အဓိကပြောမယ်ဆိုလို့ရှိရင်တော့အရာအားလုံးကအစစ်ပြေကိုယ်တိုင်ကိုထိတ်ချုပ်နေတာချုပ်မိနေတတ်တာတုံ့မိနေတတ်တာပေါ့နော်အဲ့လိုဖြစ်နေတာပေါ့နော်အဓိကအားကြောင့်မလို့ဘောပျော်ရွှင်နေတာဖြစ်တန်းသွားပါဒါမဲ့တခုရှိတာရင်းနှီးသူမိတ်ဆွေတွေနဲ့ပတ်သက်ပြီးတတိထားပြီးတော့နေမတာလည်းပုံမအဆင်ပြေတတ်တဲ့ကာလဘာလို့ဆိုစိတ်ပြန်ခြင်းခံရတတ်တယ်ပေါ့နော်စိတ်ပြန်ခြင်းခံရတတ်တယ်ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုကိုလွယ်ယူသွားတတ်တယ်ပေါ့နော်အဲ့တော့ဒီကာလမှာကပေါင်းသင်းဆက်ဆံရေးလေးတတိထားပြီးပါဒီအပြင်တော့အစိုးရမရှိဘူးကံတရားနဲ့ကြည့်မယ်ဆိုကောင်းမွန်တဲ့ဘက်ကိုတွားနေတာပါငွေကြေးပန်းဆိုင်ရာငွေကြေးကံကောင်းတာလက်ဆောင်ပနာတကယ်တော့ရရှိတာမျိုးလေးတွေပါရရှိတဲ့ကာလမျိုးပေါ့နော်အဲ့တော့ကံအထောက်ပံ့အနေနဲ့ပုံမကောင်းမွန်လာအောင်လှုပ်ဆောင်သင့်တဲ့ရည်တရားကတော့မြတ်စွာဘုရားရှင်ကြီးမှာဒီမုံလုံးကြီးပေါ်လှူဒန်းခြင်းသို့မဟုတ်မုံလုံးကြီးလှူဒန်းခြင်းပြုလုပ်ပေးပါကြည်ခဲ့သူကိုစေဝါဒတ်စာထောက်ပံ့ကူညီခြင်းပြုလုပ်ပေးပါပြီးတော့မြတ်စွာဘုရားရှင်မှာတတိလူရန်ချင်းကုသိုလ်လေးတွေပြုလုပ်ပေးပါအဲ့ဒါမိမိရဲ့ကံအထောက်ပံ့ကောင်းကိုရရှိစေနိုင်ပါတယ်အဓိကကိုယ်တိုင်ကိုချုပ်တီးထားတဲ့အရာလေးတွေလွတ်ချပေါ့ပါနဲ့ပြတ်တန်းသွားလာမှဒါလေဒီကာလမှာပို့ပြီးတော့ပြည့်စုံပါလိမ့်မယ်ပေါ့နော်အဲ့တော့ကြာပြီးတိုင်းမိတ်ဆွေများအားလုံးအေဂျင့်တာပျော်ရွှင်သောဘဝလေးရရှိနိုင်ကြပါစေစာနာနဲ့ဘဝတစ်ခါတည်းကြနိုင်ကြပါစေရှင်ကျွန်မကတော့အဘဆိုင်မင်းတေခါရဲ့တပည့်ဆရာမခင်ဆွေစင်ဖြစ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်